ကျေးဇူးကွာအားလုံးပဲမင်္ဂလာပါဒီနေ့ဆိုရင်ဘာကိုပြောပြမလဲကျွန်တော်တို့ကွန်ပျူတာထဲမှာရိုးရိုး record အတန်ဖမ်းတာတို့ဒါမှမဟုတ် OBS record နဲ့အတန်ဖမ်းတာတို့ဆိုရင်ကျွန်တော်တို့ဖမ်းပြီးတဲ့ဟာကိုတစ်ခါကျရင်အတန်မကြရအောင်အဲ့လိုအတန်မကြရတဲ့ခါမှာကျွန်တော်တို့ basic ကိုတွက်ချင်ရမှာလေအဲ့ဒါကိုကျွန်တော်နည်းနည်းပြောပြချင်တာဖြစ်ပါတယ်အတန်ကဖမ်းလာပြီးတော့ပြန်ဖွင့်ရင်ပြန်ပလေးတဲ့ခါမှာလောကကျွန်တော်အတန်မကြရပါဘူးကျွန်တော်တို့ record တော့ဖမ်းသွားပါတယ် OBS ကနေလေ record တော့ဖမ်းသွားပါတယ်ဒါပေမဲ့အတန်မကြရရင်အခုကျွန်တော်ပြောတဲ့နီးလန်းနေနဲ့ဒါ setting ကိုချိန်ကြည့်ပါဖြည့်ရှင်းကြည့်ပါလို့တိုက်တွန်းလိုပါတယ်အခုဘယ်လို setting ကိုဝင်ပြီးတော့ချိန်ရမလဲဆိုတာစပြီးတော့တွားလိုက်ရကြအောင်နော်ဒါကြရင်ကျွန်တော်အတန်မကြရရင်ဒီ OBS မှာအတန်မကြရရင်ဘာလုပ်ရမလဲဆိုတော့ဒီမှာဒီဟိုဟာကိုတစ်ချက်နှိပ်ပြီးတော့ဘယ်လိုတွားရမလဲဆိုတော့ဒီမှာ advanced audience property ကိုတွားပြီးတော့ဒီမှာဘယ်လိုမြည်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကျတော့အဲ့ဒါကအတန်မကြရတာပြီးတော့ဒီမှာကတ်ချာပုံမှာဒီဟာဒီဒါကြရင်ဒီလိုအခုလိုတန်ဖတ်တဲ့ပုံစံမျိုးအခုတော့တန်ဖတ်တဲ့ပုံစံမျိုးမပေါ်လာဘူးဆိုဒီမှာတစ်ချက်တွားပြီးတော့ဒီမှာဒီမှာနေဒီက audio ဒီကောင်မရဘူးဆိုရင်ဒီမှာ setting ကနေပြီးတော့တွားပြီးတော့ဒီလိုပေါ်လာပြီဆိုရင်ဒီမှာ audio ကိုတွားပြီးတော့ဒီမှာ desktop audio မှာ disable ထားမယ် desktop audio 2မှာ disable ထားမယ်ဒီမှာ mic or auxiliary audio ဒီမှာကဒီကောင်ကိုထားပေးပါအဲ့ကောင်ကိုထားပေးမှကျွန်တော်တို့အတန်ဖမ်းမှဖြစ်ပါလိမ့်မဟုတ်ဘူးဆိုရင်အခုလိုအတန်မဖမ်းပါဘူးဗျာအခုလိုမပြေးပါဘူးပြီးတော့နောက်တစ်ခုကျတော့ဒီမှာ mic ပုံမှာဒီမှာဘာလို့ပုံ right click နေပြီးမှဒီမှာ sound ကိုတွားပြီးဒီပေါက်တစ်ခုပေါ်လာလိမ့်မယ်အဲ့မှာလေဒီမှာ sound ဆိုတဲ့နေရာဒီမှာmicrophone ဆိုတဲ့နေရာအဲ့လိုအတန်ရအောင်လေဘယ်လိုတွဲရမလဲဒီမှာတစ်ချက်ဝင်တစ်ချက်ဒါပဲနှိပ်ပြီးတော့ဒီမှာ level ဆိုတဲ့နေရာဒီအတုံးကိုဒီလိုဖြည့်ဆွေးတိုင်းအဲ့လိုrecord လောက်ထားတယ်အတန်တိတ်မကြဘူးအဲ့လိုဖြစ်နေမယ်အခုဒီလိုမျိုးတိုးလိုက်ရင်တော့အတန်တိုးသွားပါတော့အခုဒီလိုမျိုးရှေ့လိုက်ရင်တော့ဒါအတန်ပူကြရတာပေါ့နော်ဒါကျွန်တော်လေးတွေကပြဿနာဖြစ်လို့အတန်ဖတ်မရတော့တော်တော်လေးဒုက္ခရောက်သွားတယ်အကြောင်းမို့ဒါ share ရင်လုပ်ပေးလိုက်တာဖြစ်တယ်နောက်တစ်ခုကျတော့ဒီဘယ်ကိုတွားရမလဲဆိုတော့ဒီမှာဒီကနေ right click ပဲတွားလိုက်ဒီမှာ open sound setting ပဲတွားပြီးတော့ဒီမှာဒီဟာပြေးနေလိမ့်မယ်တိလားအဲ့ဒါမပြေးဘူးဆိုရင်အတန်မရဘူးတိလားဒီကောင်ကျွန်တော်တော်တော်လေးဒုက္ခရောက်သွားတယ်ဒီမှာကိုချင်းနေဆိုရင်ဒီမှာ device city ကနေပြီးတော့ဒီကောင်မှာဒီမှာလည်းဒီအဆုံးထိထားပေးလိုက်တိလားဒီမှာလည်းဒီ microphone ဖြည့်ရမယ်အဲ့လိုမျိုးဒီမှာဒီကနေပြီးတော့ဒီမှာတစ်ချက်တွားကြည့်လိုက်အဲ့လိုမျိုးဆိုရင်ဒီမှာခုနနေရာပြန်ရောက်သွားတယ်ဒီကနေလည်းပြင်ချိန်ပါခုပြင်စနေထွင်လိုက်မယ်ခုနတွားတဲ့အတိုင်းပါပဲဒီမှာထပ်တွားပါဒီမှာ open sound setting ကိုထပ်တွားပါခုနလိုပဲပေါ့နော်အဲ့မှာဒီမှာဒီလိုပြင်းနေမှရတာပေါ့ခုနလေးပြပြီးအဲ့တော့ဒီမှာ main sound device မှာနှိပ်ပြီးတော့ဒီမှာ speaker တွေမှာဒီ decibel ဖြစ်နေရမယ်နော်အဲ့လိုဖြစ်နေရမယ်ဒီမှာ stereo mic မှာလည်း decibel ဖြစ်နေရမယ်ဒီမှာလည်း decibel ဖြစ်နေရမယ်ဒါကို decibel တွန်းမနေနဲ့ဒီကောင်လည်း decibel တွန်းမနေနဲ့ဒါလည်း decibel တွန်းမနေနဲ့ကျွန်တော်အဲ့ဒါနှိပ်မှလို့အဲ့ဒါနှိပ်မိလို့ဘလို့ဖြစ်ပြီးမှကျွန်တော်လက်ကမင်းလိုက်တာလည်းမသိဘူးအဲ့တော့ကျွန်တော်တော်တော်လေးဒုက္ခရောက်သွားတယ်ဒါကို3-4ရက်လောက်ကျွန်တော်အဖြေရှာရတယ်အကြောင်းဒါကိုမနှိပ်မိသေးဘူးတနေ့တတိထားပါတော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် record တွေပိုင်းဖတ်မရတဲ့ခါမှာအတန်တွေမရတဲ့ခါမှာအခုလိုကျွန်တော်ပြောတဲ့ဟာကိုစင်ချင်းချိန်ကြည့်လိုက်ပါလို့အဲ့ဆိုအဆင်ပြေတော့နိုင်မယ်